သမီးငယ်လေးမြန်နှန်းတွေဖုံးပြီးနေလာတော့ပြောင်းပြင်စကတက်ပြည်နေမြတ်ထားမိဖုရားအရာထားမြောက်စမ်းတဲ့အရေးကားလို့လေတမင်းလာပဲစဉ်းစားပါဦးဖာကြီးနှမငယ်လေးကအသက်ရငယ်ရတဲ့သူမို့ဟာတေချာစဉ်းစားပါဖာကြီးရွှေနန်းတော်ရောက်လို့တိုင်းရရာဖြာဖြာကိုနားမလဲခဲ့မခက်ပေဘူးလားဖာရဲ့မဆက်တာပဲနေလို့ရရင်မဆက်တာပါနဲ့လားဟုတ်ပါနဲ့ဖာကြီးနှမငယ်လေးဘာလို့ချက်မော်သေးဘေးရဲ့ဗန်တော်ဆက်တာပေါ့သားတို့နှမတော်ကြီးခွဲသွားအဖအနေနဲ့စဉ်းစားပါဦးလားဖာရဲ့အဘအချမ်းစီကဒီလိုရှိတယ်ပဲတားရဲ့သမီးလေးကိုဘင်းမြင့်မတာဆက်တာလို့ရှိရင်အဘတို့မောတာနဲ့ရှမ်းပြတိုးတက်တာလိမ့်မယ်လို့ပါမျောလို့မိတယ်ကွယ်ဒါတော့ညီမငယ်လေးကိုဟောဒီမောတာနေကနေခွဲခွာပြီးဘင်းထန်ဆက်တတ်မဲ့ရေးကိုသဘောမတူနိုင်ဘူးကြည်လည်းမကြည်ပြနိုင်ဘူးဗျဟုတ်တယ်သားငယ်ရလဲနှမငယ်လေးကိုခွဲခွာပြီးတော့မနေနိုင်ဘူးပါသားသဘောမတူဘူးပါကိုတို့ရဲ့အဖဆန္ဒရှိတဲ့အတိုင်းဆောင်ရွက်ပါစေမိသားစုအရေးတဲ့နှစ်ပြည်တော်ရေးရပိုပြီးအရေးကြီးတာမို့လို့ပေးဆက်ခြင်းမှာရယူခြင်းဖြစ်စေတာလေဒါကြောင့်အဖရဲ့ဆန္ဒမကန့်ကွက်ပါနဲ့တော့အဖဆန္ဒရှိတဲ့အတိုင်းဆောင်ရွက်ပါသမီးအဖစကားကိုနားထောင်ပါမယ်အဖရှိမှဘလို့စကားဆိုလိုက်တာလဲနှမငယ်အကိုတို့စီမှာနှမငယ်ကိစ္စကလွဲလို့အဘယ်အရေးကိုမှဦးစားမပေးနိုင်ဘူးဟုတ်တယ်ညီမအကိုတို့နေနေညီမငယ်ညာနန်းတို့အဖကဘရင်ပန္နာပြဆက်တော့မယ်ဆိုအကိုဘလို့မှလက်မခံလွမ်းရည်ထက်ဝိုင်းရခတ်ဆိုသလိုမိသားစုအရေးထက်တိုင်းရေးပြည်ရပူပြီးအရေးကြီးတာမို့အဖရဲ့စကားကိုညီမလေးနာခံခဲ့တာပါနှမငယ်ကိုအကိုတခုမင်းမယ်နှမငယ်ကအကိုတို့ခွဲခွာပြီးတော့ဟောဒီမော်တို့ထန်နေရှမ်းတိုင်းနေကနေဟိုအောက်ပြေကပြည့်ရဲ့မိဖုရားအဖြစ်နဲ့နှမငယ်လေးရဲ့ဘဝကိုချုပ်ငင်းစေတော့မှလားနှမငယ်ကံတရားကြီးကဒီလိုပဲဖန်လာတော့လေမနေသာဖြည့်စရာအတွေးနဲ့ကံကြမ္မာကြီးညီမငယ်အမထူလို့တော့ပါဘူးကိုတို့ရဲ့မလေးအကိုတို့ခွဲခွာဖို့အတွက်ညီမငယ်မှာတတိအဲအားနဲ့ပြည့်ရှိနေညီမလေးအကိုတို့ပြောသားပါညီမလေးရဲ့မောထနေရှမ်းတိုင်းအတွက်အဖရဲ့အလိုကြနှမလေးရဲ့အသက်ခံတော့စီစဉ်စေခဲ့တာပါအကိုတို့ရဲ့ညီမလေးကိုတို့ဟောဒီမောရှမ်းထားနေဘူးနေကြောက်တရုတ်တက်တွေရဲ့လက်အောက်ကဘဝမကြရအောင်ကူညီပေးခဲ့တဲ့ဘရင်ရဲ့ကျေးဇူးတရားတွေကိုနှမငယ်ဘဝနဲ့ခန္ဓာရင်းပြီးတော့ပြန်ဆက်လိုက်တယ်ဆိုတာကိုပြီးနားလေလိုက်ပါပြီပါလေးကျမိုင်းစော်ဘွားစောရံအောင်ကသူတို့တွေရဲ့မောထန်တွေကိုတရုတ်နန်းကျောက်တွေလက်ထဲကနေပြီးတော့ကဲတင်ပေးခဲ့တဲ့ငါ့ရဲ့ကျေးဇူးတရားတွေကိုထောက်ထားသောအားဖြင့်သူ့ရဲ့သမီးကညာမြနန်းຫນွေကိုငါကိုတော့ထန်ဆက်တာမယ်ဟုတ်လားအမမင်းတထမှန်လားပါကျမိုင်းစော်ဘွားစောရံအောင်ရဲ့
သမီးကညာဆက်တတ်မဲ့အေးမှာအရှင်မင်းမြတ်အနေနဲ့လက်ခံသိမ့်ပိုက်တင်ကြောင်းပါဗျာအမတ်မင်းရဲ့စကားလျော်ကန်သင့်မြတ်လှပြီမယ်ကျေးဇူးတရားကိုသွေးလူဓာတ်တက်လက်လို့တော့ငါကိုတော့အနေနဲ့အဖြစ်ခံလို့မဖြစ်ပေဘူးအမတ်မင်းရှင်မင်းမြတ်ကဘယ်အရေးကိုတွေးထောက်လို့စဉ်းစားတော်မူနေပါလဲဗျာဒီမှာမမင်းကိုကကျေးဇူးပြုဘူးတာကိုသူကကျေးဇူးပြန်ဆက်တဲ့အနေနဲ့ပေးဆက်တာကိုတော့ငါကိုတော့အနေနဲ့အလိုမရှိပြီမှန်လားပါကျမိုင်းစော်ဘွားစောရနာဟာအရှင်မင်းမြတ်ထံသူ့သမီးဆက်တာခြင်းဟာအရှိကိုမျှော်တွေးပြီးထောက်ရှုတာပါဗျာနေစမ်းမအောင်အမှန်ကြီးစောရန်တော်ကငါကိုတော်ရဲ့ထံကဘယ်အရေးကိုမျှော်တွေးပြီးထောက်ရှုနေလို့လဲအမှန်ပဲသူတို့မောထာအနေနဲ့ပြစလတိုင်းကိုရွှေလန်းငွေလန်းဖောက်ပြီးတာယာဝါပြောစီလို့ပါဗျာဒါကြောင့်ရှင်မင်းမြတ်အနေနဲ့စောရနောင်ရဲ့သမီးကိုသိမ့်ပိုက်တင်ကြောင်းပါဒီမြတ်စာချုပ်နဲ့ရောက်လာတယ်မင်းတို့ဒီမှာဒီမျိုးမိဖုရားရထားတယ်ရောက်စားမယ်တဲ့ဒါအနေနဲ့ရင်းပယ်ဖို့ဖြစ်ပေတော့ပါဘူးဗျာမလေးမြတ်တော်နဲ့ကိုယ်တိုင်ကဖားရဲ့လိုချာသူ့ရဲ့ဘဝရဲ့ခဏဆုံးစီရင်ပါစေတဲ့ဒီမလေးကလည်းဒီစကားဆိုတဲ့အတွက်ဒါကလည်းမငြင်းပြတော့ပါဘူးအဖစီမထားရတဲ့ဒီမလေးနဲ့ပတ်သက်လို့စစ်စစ်မှာတော့ဖားဒါမှမဟုတ်ပြောတော့သမီးလေးမြန်နှမ်းတွေတို့မောဆန်းတိုင်းပြည်တွေသူ့ကိုယ်မမနာလေးရှုတ်ချပြီးဆွတ်လွတ်သွားတော့တာတို့ဘုံရပါကွယ်ဒီမလေးရဲ့ဘဝဆက်သိဒုက္ခတွေငြိမ်းနိုင်ပါစေလို့သာဆန္ဒပြုလိုက်ပါဖားပြည့်စုံမြင့်မြတ်ကြီးမိဖုရားကြီးတာယာပြောရှင်ဖို့တာရဲ့မြတ်ပေးလိုက်ပါဖားဘယ်ရဲ့မိဖုရားဖြစ်တို့မောဆန်းပြည်တိုးတက်တယ်ဆောင်ရွက်ပေးပါကွယ်ဘလို့ငါကိုတော့ထံကိုကျမိုင်းစော်ဘွားစောရန်တော်ကသူ့ရဲ့သမီးကညာညနန်းတွေကိုဆက်တာလိုက်ပြီးဆိုတဲ့အကြောင်းတဝန်လာပါလိုက်ပြီဟုတ်လားဘုံမေမှန်လားပါမောထာနေမှာရှင်မင်းမြတ်အားစောင့်စားတော်မူနေကြောင်းတဝန်လာပါ၍ကျောင်းတော်ကြားလိုက်ပါတယ်ဗျာဒီအရေးကိစ္စကိုအမတ်ကြီးဓာတ်ထကပဲဦးစီးလို့စီမံဆောင်ရွက်စီဗျာငါကိုယ်တော်ကတော့ပြင်စလတိုင်းရေးပြည်ရာအဖျားဖျားကိုအဲ့ဒီကိစ္စတွေမှာမအားမလတ်ဖြစ်နေတဲ့အချိန်မို့လို့သူတို့ရဲ့မောတိုင်းထန်တွေကိုငါကိုယ်တော်ကိုယ်တိုင်မလိုက်နိုင်ပြီကွယ်မှန်လားပါကျွန်တော်မျိုးကြီးကိုစိတ်ချတော်မူလို့ပြင်စလနန်းတော်ကြီးမှာရှင်ကိုယ်တော်မြတ်စံမြန်းတော်မူပါဗျာမိဖုရားလောင်းမြတ်နန်းတွေကိုပြင်စလမင်းအရှိတော်မောင်ရောက်ကျွန်တော်မျိုးပြည့်ဆောင်လာပါမယ်ဗျာမောတိုင်းထန်နေရှမ်းတို့နယ်ကမိဖုရားအလောင်းကိုပြည့်ဆောင်မဲ့အရေးမှာအမတ်မင်းကလိုအပ်တဲ့စစ်တီရဲမက်တွေကိုခေါ်ဆောင်သွားပါလေမှန်လားပါမောထာအနေနဲ့ပြင်စလတိုင်းဟာအမတန်မှလှမ်းကော်ဝေးတာကြောင့်ကျွန်တော်မျိုးကြီးရဲ့လူယုံတော်ရဲမက်တွေနဲ့သာသွားပါမယ်ဗျာစစ်သူကြီးကိုတော့ရှင်မင်းမြတ်ရဲ့အနားမှာပဲနေသိမ့်ကြောင်းပါဗျာဒါဟာဆိုရင်ဖြစ်အမတ်ကြီးဓာတ်ထစီမံထားတဲ့အတိုင်းပဲဆောင်ရွက်လိုက်ပါကွယ်အမိန့်တော်မြတ်အတိုင်းပါဗျာ你忘了。
ငယ်လေးနဲ့ကြမ်းပြီးရဲ့အတွင်းမှာခွဲခါတော့ရမယ်ကွယ်ကိုကြီးတို့ညီမငယ်လေးနဲ့ခွဲပါဖို့မရှိဘူးဖြစ်နေတာညီမငယ်ကိုတို့ရဲ့ကြုံဆုံလာတဲ့လူပုံဘဝမှာပြောရမှမနေရတော်ရမှနေရဆိုတဲ့စကားရှိတယ်နမလေးကအကူတို့မချစ်လို့ခွဲခွာသွားတာမှမဟုတ်တာအကူတို့ညီမလေးခွဲခွာခဏတာတတ်တာအပြီးဝကြမှာပြီးတော့ညီမလေးကထင်းနာရေးရဖျောက်တယ်ညီမလေးဘာမှလာတယ်ညီမလေးကိုဘယ်လိုစိတ်ချမှာလဲညီမလေးအတွက်လည်းတော့အကူတို့တော့ကရောက်မနေကြပါနဲ့ညီမလေးနန်းတော်ရောက်လို့ရှိရင်အဆဆအရာရာတင်ရင်လေ့လာပါမယ်နန်းပြေဆိုတာအကူလုံးမရှမ်းလို့နေတိုင်းစားတော့သွားလာလို့ရတာမဟုတ်နေကြစားကြနဲ့မလေးအမှားရင်းတစ်ခုခုလုပ်ပြီးရင်အမြတ်တော်ရှာလို့ညီမလေးဒုက္ခရောက်နိုင်တယ်ညီမလေးရဲ့အဲ့ဒါကြောင့်အကိုတို့ကညီမလေးကိုချိန်ချိန်တတိပေးနေရတာပေါ့ညီမလေးရဲ့ဘယင်းဆိုတာညီမလေးရဲ့ခင်မွန်းဖြစ်မဲ့သူတယောက်ပါအဲ့တော့ညီမလေးလိမ်မပါနဲ့စွာနဲ့နေပါမယ်နော်ညီမလေးရဲ့ဒီပြားဆိုတာနန်းတော်ရဲ့အချောင်းဘယင်းရမိပြားညီမလေးစားစားရရတတိနဲ့နေပါညီမလေးနော်ညီမလေးကဲပါညီမလေးကြောင့်ကိုတို့စိတ်မစင်ရဲစေပါငါတို့အခုအကျိုးတော်ထောက်သွားမယ်မိဖုရားလောင်းလျာမြတ်နန်းတော်လျာဟာဒီရှမ်းတိုင်းနယ်တစ်ခုလုံးမှာအလှတရဖူဆောင်းထားတဲ့နတ်မိမယ်လေးတပါဘရင်မိဖုရားအရာမြောက်ထားတဲ့မြတ်နန်းတော်လေးကျုပ်တို့စိတ်နေတော့မပြင်းမအောင်ပါဘူးရဲမကြီးကလေလောကမှာမတူရိုးမတန်ရိုးရှိရောသလားဟမ်ငါတော့ကွာသူ့နာမည်ကြီးကြားတယ်ပိမ့်ပိုက်ချင်အမတ်ကြီးရဲ့အရှိန်ဟောရာတို့ဥစ္စာတိမှမသိတဲ့အမတ်ကြီးနန်းထဲမှာဆိုဘင်းပြီးအမတ်ကြီးပဲမဟုတ်လားဟုတ်တော့ဗောရဲမကြီးဒါပေမဲ့ဘရင်မိဖုရားလောင်းလျာကိုငါသွားပြီးတော့ကြံစီမိဘရင်ကဒီတိုင်းနေမှာမဟုတ်ဘူးအမျက်တော်ရှာအောင်ပါအမတ်ကြီးကသာညနွမ်းနယ်လေးကိုသိမ့်ပိုက်ချင်မယ်ဆိုရှင်ကျုပ်တို့ကရအောင်ဆောက်ရင်းကိုဝင်မလေးပါဘူးအမတ်ကြီးဟုတ်လေဒီငါလည်းသိမ့်ပိုက်ချင်နေတာအဲ့ဒီလိုဆိုရင်လည်းဘရင်ထံမှာမဆက်တာဘူးအမတ်ကြီးဘက်ကိုပါတော့ဟုတ်ညနန်းနယ်လေးကိုလေစီုံသိမ့်ပေါ့အမတ်ကြီးရဲ့နော်သိမ့်ပိုက်ရမလေးပြစလာနန်းတော်ကိုရောက်လို့မိဖုရားဖြစ်ဆန်းလာခဲ့မယ်ဆိုကိုတို့နဲ့ဟောဒီမောထာနေစံကုန်ပြီမလေးဘယ်တော့မှမမေ့ပါဘူးပြောလိုက်ကြတယ်ကိုလေးညီမလေးကရှမ်းစော်ဘွားကြီးကမွေးထားတဲ့ရှမ်းသမီးကိုတယောက်ပါကိုယ့်ရဲ့ရှမ်းဌာနေနဲ့ရှမ်းလူမျိုးတွေညီမလေးဘယ်တော့မှမမေ့ပါဘူးဟုတ်တယ်ညီမလေးဟောဒီမောတို့ဌာနေရှမ်းတိုင်းပြည်ညီမလေးရဲ့မွေးရစားပြီးပဲမမေ့တဲ့မမေ့အပ်တဲ့အရေးမျိုးအလေးထားပြီးတော့တတိကျကျဆောင်ထားစေချင်ပါတယ်ကွယ်ညီမလေးမိဖုရားဖြစ်လို့ဘရင်စည်းစိမ်မိဖုရားစည်းစိမ်စံစားပြီးကိုဌာနေကိုမိမဲ့သူတရားမဟုတ်ပါဘူးအကိုတို့ရေမလေးအကိုတို့ထင်မလဲပါနဲ့အကိုတို့ကညီမလေးကိုတတိပေးစကားဆိုတော့ဟုတ်တယ်ညီမလေးကြာခင်မှာပြင်စလက်နန်းတွေကအချို့ထောက်မဲ့အမကြီးနဲ့အဖွဲ့တွေရောက်လာတော့မယ်အဲ့ဒါကြောင့်ကိုကြီးတို့ကညီမလေးကိုတတိပေးစကားဆိုနေရတာပေါ့ကွယ်ခုလိုညီမလေးရင်နေတာပြင်းနေစကားကိုကြားလိုက်ရတော့
ကိုကြီးနေတဲ့အတိုင်းမသိဝန်တာပြီးပါလေကိုရဘက်တို့ဟောက်တောင်တိုင်းကြော်ပြီးရင်တော့ကျမိုင်းစော်ဘွားကြီးစောရနောင်ရဲ့ဒေသကိုရောက်တော့ဒီလိုဆိုအမကြီးကျုပ်တို့ရဲ့ခီးစဉ်ကခီးဆုံးရောက်တော့မှာပေါ့နော်မရောက်သေးဘူးလေမြန်နန်းတွေမိဖုရားလောင်းလေးကိုကျစလရွှေနန်းတော်ရောက်တဲ့အထိပင်းဆောင်သွားမှခီးဆုံးဒါဆိုရင်အမကြီးကဘလူနဲ့စီမံထားလိုက်အမကြီးခီးလန်းရဲ့တော်ကြညမှာဘလူနဲ့ကြံထားတယ်ပထမတော့ပေးဆက်ခြင်းနဲ့စပါပေးဆက်လို့မှမရရင်တော့စနည်းဖြစ်သိမ့်ပတ်ရအမက်ကြီးရဲ့အလိုကြစီမံဆောင်ရွက်ပါကျွန်တော်တို့ကအမက်ကြီးရဲ့အလိုတိုင်းဆောင်ရွက်ပေးမဲ့လူတွေဟေးရမဲ့ဒီမင်းတို့ဒီစကားကိုဒီမှာတင်ရက်ကြခေါ်နှမ်းရောက်ရင်တော့လုံးဝအဲ့ဒီစကားတွေမဟာကြတယ်ကြားလားစိတ်ချပါမယ်ကြီးရောက်စိုးနေတာပဲကျုပ်ကမနေ့ကမနေ့မှရောက်မယ်လို့တွေးထင်နေတာဘင်းအရေးတော်မူတိကျမှန်ကန်မှုနဲ့အမြန်ရောက်ဖို့ကအရေးကြီးတယ်လေစော်ဘွားကြီးခကြီးရောက်မဆိုင်အမကြီးနဲ့မိတ်ဆက်ပြရမှာသူကလေးကတော့ကျုပ်ကသမီးနဲ့ညံနှမ်းနေဘင်းမိဖုရားလောင်းတရားလေးကတော်ဝင်နန်းထိုက်ပန်းမကိုက်ဘာမှပြောစရာမရှိအောင်ချောမောလှပတင့်တယ်ပြီစော်ဝဲရဲ့အမကြီးကကျုပ်ရဲ့သမီးရဲ့အလှကိုချီးကျူးဖွင့်ဆိုအောင်ကျေးဇူးတင်ပါတယ်သူကတော့ကျုပ်ရဲ့သားကြီးဆက်ခွန်ပါသူကတော့တားငယ်စောခွန်တော်ပါဟိုဒါနဲ့အမကြီးမြန်နန်းတွေတို့မောထားနေရနေရွှေနန်းတော်ယူဘယ်တော့လောက်ခီးထွက်ကြမလဲဟောဒီနေ့တည့်ရဲ့အနားယူပြီးမနဲ့ဒီရပဲခီးဆက်ထွက်ပါအမကြီးကျို့တို့ရဲ့ညီမလေးကိုဆောက်ရှောက်ပြီးတော့ခေါ်သွားပေးပါဗျာကျို့တို့ညီမလေးကထီးနှန်းရေးရအဖျားဖျားကိုဘာမှနားမလဲတဲ့သူမို့အမကြီးပဲတုံတင်ဆုံးမပြီးတော့ဆောက်ရှောက်ပေးပါဗျာညီမလေးကိုခေါ်သွားမယ်အမကြီးရဲ့ခီးလားတော်ရဖြောင်းပြပါစေစိတ်ချပါမောင်မင်းတို့ရဲ့ညီမလေးဟာမိဖုရားလောင်းနေရလေးမို့ဒီသူမှအနှောက်အယှက်မပေးဝမအောင်ကျုပ်ကလည်းဂယုတစိုက်ခေါ်သွားပေးမှာပါအမကြီးရဲ့အနေထားကိုကြည့်ရတာညီလေးတော့ညီမလေးတော့စိတ်မချနိုင်ဖြစ်နေရဲ့ကိုကြီးညီမလေးပေါ်အမကြီးကြည့်တဲ့အကြည့်တွေဟာတစ္ဆာသမာဓိကင်းမဲ့တဲ့အကြည့်တွေဆိုတာအကိုကိုယ်တိုင်လည်းရိပ်မိပါတယ်ညီငယ်လေးကျုပ်ရင်လည်းဘလို့ဖြစ်နေတယ်မသိဘူးမနဲ့ကြညီမလေးနဲ့တသက်လုံးအပြီးပိုင်ခွဲသွားမှာဆိုဒီလေးရင်လည်းပူမိရဲ့ကိုကြီးညီမလေးကသူ့ဘဝဇတ်သိမ်းဒုက္ခငြိမ်းမှုလှုပ်ဆောင်နေတာမှမဟုတ်တာကွာကိုကြီးဟောဒီမောရှမ်းထားနေတခုလုံးအတွက်သူ့ရဲ့ဘဝကိုစတေးခဲ့ပါတယ်လို့ကိုကြီးမင်းအောင်ပြောခဲ့တာမဟုတ်လားညီမလေးမြန်နေတယ်သူ့ဘဝတစ်ခုလုံးဟောဒီမောထားနေတခုလုံးစတေးရတဲ့တတိကိုတော့ဂုဏ်တက်ပါလေကိုကြီးကိုကြီးတို့အနေနဲ့ညီမလေးပေါ်ကြားအောင်မယ်လောကဓာတ်ရဲ့ဒုက္ခကံကြမ္မာ
မကြုံစုံမိအောင်ဆူတောင်းပေးအောင်ကလွဲလို့ဘာတတ်နိုင်ဦးမှာလဲကွာအကိုကြီးအနေနဲ့ညီငယ်ကိုညီမလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပဲနှစ်သိမ့်နေပါစေညီမလေးနဲ့ခွဲခွာမှာတော့ညီငယ်စိတ်မကောင်းဖြစ်နေမိတယ်ဗျာတနေ့နေ့တစ်ချိန်ချိန်မှာလူတွေအားလုံးဟာလေမရဏမင်းကြောင့်ဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ဖြစ်ဖြစ်တူဦးနဲ့တူခွဲခွာကြရမှာဓမ္မတာပါပဲညီငယ်လေးသမီးငယ်လေးအတွက်စိတ်ချစွာနေရပါဂျမိုင်းစော်ပေါ်ကြီးဆောရအောင်မြန်နန်းတော်လေးလမ်းကြီးတစ်ယောက်ဒုက္ခမရောက်စီပဲထိနှံ့ရောက်ကျုပ်ပဲ့ဆောင်သွားပါအမကြီးကိုစိတ်ချလို့ကျုပ်သမီးလေးကိုအမကြီးအပ်နာလိုက်ပါအမကြီးတို့လမ်းကြီးတာယာဖြောင်းလို့ပါစေသူစတော့ကောင်းပါစော်ပါကြီးသမီးအမကြီးနဲ့လိုက်သွားရမယ်နော်သမီးကိုင်းနဲ့ဖောက်ကြရခဲ့ပါအကိုပေါ့နမလေးမရှိတဲ့အချိန်မှာအစားစားရင်ခီးဆက်ပြီးတော့စိတ်ချလို့တော့ဘာမှမဖြစ်ဘူးဘာလို့တော့ကမရောက်ပါလဲကိုကြီးတို့ကဆောက်ရှောက်လိုက်ပါဟုတ်ပါမလေးဘာမှနောက်ဆက်တော့ဟာတော့အခုလို့ဆောက်ရှောက်လိုက်ပါဘာလို့လောက်ဆောင်တယ်နားလုံးပါပြည့်ကင်းနေပါတမီးချိန်ရင်တော့ခီးတော့ပြင်စင်တော့မလေးမာလေး他说怕他把亏满了要洗了吧？ဘယ်လိုကြောင်းများလဲညီမလေးရဲ့လိုက်ပါခွင့်ပါညီဘယ်လိုပဲဖြစ်တော့မကြီးတက်တာတူတမျိုးထင်တယ်他说ညီမလေးနောက်လိုက်မယ်ဆိုတာ他说ဟောဒီမောရှမ်းမြေအဆုံးထိပါပါအမကြီးမသိအောင်ဒါတော့အဝေးကနေပဲလိုက်ပါဆောက်ရှောက်ပြီးပို့ဆောင်ပေးပါမယ်ဟုတ်ပါတယ်ညီမငယ်လေးမောထာနေနောက်ဆုံးခင်းနေဒါတော့လိုက်ပါပို့ဆောင်ပြုတ်ပါတော့ပါကဲမင်းတို့ဒီမှာနောက်ဆုံးကြီးဆိုတော့လိုက်ပို့လို့ပို့ရပါအမကြီးမသိအောင်လိုက်ပို့ကြပါတော့စိတ်ချပါဖားရဲ့ဒါတော့အမကြီးမသိအောင်အဝေးကနေပဲလိုက်ပို့ပါမယ်ဒီမမအော်တာကြီးနဲ့တာလေးမင်းတို့ညီမလေးကိုတော်တော့ကိုတောင်းစီကြည့်ပြီးချစ်ရှာကြတာလေဒေဗစ်တို့တို့ဒီမှာနားကြအောင်ကွာစထမ်းကြရပြ
လိုလဲမျက်နှာတွေတော်လန်ကြီးကိုဖြတ်တန်းခဲ့ရတာတော်တော်လေးပြမနွမ်းနေတယ်သူမပင်မမအောင်အမတ်ကြီးရဲ့ညနန်းနေရဟောဒီရှမ်းတောင်တန်းနေမှာကြီးပြင်းလာတဲ့သူဆိုတော့ဒီတော်လန်ခီလောက်ကတော့အဆမ်းမဟုတ်ပါဘူးအမတ်ကြီးရဲ့ညနန်းနေရချက်ဒီမင်္ဂလာနဲ့ပြည့်စုံတဲ့လှပ်ပချောမောတဲ့မိန်းကလေးတယောက်ပါခေါင်းကလည်းဘယင်မင်းမြတ်ကမိဖုရားအရာကိုမြောက်စားတာကိုအခုလိုညာနန်းနဲ့အလှကိုချီးမွမ်းတဲ့အတွက်အမတ်ကြီးကိုကျေးဇူးတင်ပါတယ်ဒါမဲ့အမတ်ကြီးဒီယုံမြင်လို့ဒီကြုံတဲ့သဘောမျိုးနဲ့တော့ညာနန်းတို့မစမ်းစီကြဘူးဟောညာနန်းတွေကျုပ်ကိုအထင်မလွဲပါနဲ့ပြစ္ဆလနန်းတော်ကြီးမှာဘယင်မင်းမြတ်ကလွဲရင်ကျုပ်ကအခွင့်အာဏာရှိဆုံးအမတ်တစ်ပါးပါဘရင်ဗန္နာတော်အဖြစ်မိဖုရားအရာမှာမြောက်စားခံရတဲ့ညာနန်းတွေကိုမူမမှန်တဲ့တီယူတန်စိတ်တွေနဲ့တော့မပြစ်မှားစေချင်ဘူးမကြီးညာနန်းတွေရေးကြီးဆိုတာနေရာတကာမှာမတွေ့ပါဘူးမမြင်ရသေးတဲ့ဘယင်မင်းမြတ်ရဲ့မိဖုရားအဖြစ်ဘာလို့များမျောမှန်းတန်းတနေရတာတော့စဉ်းစားပါဦးညာနန်းတွေအခုရောက်နေတဲ့နေရာကတော်ကြီးမြင့်မဲပါဘာမှစဉ်းစားကြမလို့အမတ်ကြီးညာနန်းတွေအမတ်ကြီးတို့နဲ့လိုက်လာတယ်ဆိုတာဘရင့်မိဖုရားအရာမှာစံစားဖို့ညာနန်းတွေခုတိုင်းဆိုရင်အဲ့ဒီအမတ်ရှုပ်ကငါတို့ရဲ့ညီမလေးကိုတော်ထဲမှာအရသိမ့်မဲ့သဘောရှိတယ်ဟုတ်တယ်ဒီအမတ်ရုပ်သူ့တက်ရုံသမီးရွယ်ညီမငယ်ပေါ့အကြံပတ်ဆက်ပိတ်မှသဘောပဲပေါ့လူနည်းနဲ့ပဲဖြစ်ငါတို့ရဲ့ညီမလေးကိုဆုံးရှုံးမခံနိုင်ငါတို့ရဲ့အခြေအနေကိုစောင့်ကြည့်ထားမှဖြစ်မယ်ဟောဒီတော်ကြီးထဲမှာညီမလေးတယောက်ထဲတာဆိုရင်အဲ့ဒီအမတ်ရုပ်ရဲ့လက်ထဲမှာတနည်းမဟုတ်တနည်းဒုက္ခရောက်သွားနိုင်တယ်တော်သေးတာပေါ့ကျုပ်တို့ကညီမငယ်နောက်ကိုလိုက်မလာကြဘူးဆိုတော့ဒီအမတ်ရုပ်ရဲ့လက်ထဲမှာရှင်းတင်နေရမှာတော့ငါတို့ရဲ့ညီမလေးကိုငါတို့ဒီအမတ်ရုပ်ရဲ့လက်ထဲမှာဆုံးရှုံးမခံနိုင်ဘူးညီငယ်ငါမရရအောင်ကဲမယ်ဒီဘရင်ပဲဗျာကိုတင်နဲ့ကြွယ်ဘလို့အချက်ရှိမှမသိဘူးလားဗျာအဲ့လိုတော့မပြောနိုင်ညီငယ်တိုင်းပြည်ရဲ့အရေးတော်ကိစ္စဆိုတာအများများတယ်အဲ့ဒီအမတ်ရုပ်ကဘရင်ရှေ့မှာတစ်မျိုးကိုရတစ်မျိုးပလီပလာများတတ်တဲ့အမတ်ရုပ်ပဲနေမှာပေါ့ကွာမကြီးဗျာအခုတည်းကတောင်းမလို့မိဖုရားလောင်းလာတယ်စီယုံတင်းလို့မအောင်မြင်သေးဘူးလားဗျာဟုတ်ပါတယ်မကြီးအနုနီးနဲ့မှာအမတ်ကြီးလိုချာစီယုံတင်းလို့မရဘူးဆိုရင်ကျွန်တော်မျိုးကြီးတို့ကအကျန်းနီးနဲ့အမတ်ကြီးရှိရှောင်းခေါ်ဆောင်လာပါမယ်ခုချိန်နေမှာတော့ကျန်းဖက်လို့မရသေးဘူးပေါ့သူကိုယ်တိုင်ကငါ့ဘက်ကမပါသေးဘူးဒါတော့ငါသူ့ကိုဆက်ပြီးစီယုံကြည့်ရတော်တဲ့တောင်းနေမှာပါသူကမိန်းကလေးတယောက်ပါအမတ်ကြီးဆန္ဒအောင်မလိုက်ရောဘူးဆိုရင်သူ့ဘဝညီကုန်းချုပ်သွားမှာပေါ့ဟုတ်ပါတယ်မကြီးဗျာအဲ့လောက်ထိအချိန်ကိုမဆွဲထားသင့်ပါဘူးဟေးသူတို့မော်ရိုထာနေနဲ့ဒီရက်ကလည်းသိမဝေးသေးဘူးဆိုတော့ဘလုံးဆိုအကျမ်းဖက်ပြီးတယ်ရှစ်ဆက်ခီးမှာသူ့ကိုငါစီယုံကြည့်မရဘူးဆိုရင်တော့ရဲမက်တို့ပြောတဲ့အတိုင်းကျမ်းနဲ့သုံးသိရင်သုံးရမှာပဲဟဲ့ယူဝေးပြေးနေဝေးနေဆိုတော့တင်ပြီးတော့ရောက်မခံအောင်မကြည့်ရဘလောက်ပဲပြေးဘလောက်ပဲဝေးဒင်းတနေ့ငါလက်ထဲကိုရောက်ရမယ်ကိုတို့မမငါ့လိုက်လာကြတယ်ဟုတ်လားဟုတ်တယ်ညီမလေးအဲ့ဒီအမတ်ရုပ်ကိုစိတ်မချဘူးကိုတို့လိုက်လာအမတ်ရုပ်ကတော့သူ့ရဲ့ဇာတိရုပ်ကိုညီမငယ်ကိုပြနေပြီစကားအရာနဲ့အ
သေးကုန်ထိခိုက်တဲ့စစ်မဟုတ်လားညီမ ဟုတ်တယ်ကိုမတ်ရုပ်ကသူ့အသက်ရုံမှမထားညီမငယ်ကိုထိထိငုံငုံစကားရည်နဲ့ဆိုနေ ကိုထိလက်ရောက်မဟုတ်သေးလို့ပေါ့ညီမငယ်ကိုတို့ကြွယ်အားနေဒီတိုင်းကြည့်နေတာ ဒါဆိုရင်အခုတော့ညီမငယ်နောက်ကိုဆက်ထွက်ရပါလားဟုတ်လား ဟုတ်တယ်အဲ့ဒီမူမမှန်တဲ့အမတ်ရုပ်ကိုမတင်ကြတာနဲ့အကိုတို့အဖထံခွေးပန်ပြီးညီမငယ်နောက်ကိုလိုက်လာကြတာ အမတ်ရုပ်ကတနာဆက်ခင်းလို့ရတော့ညီမငယ်ကတော့တိခံမှာမဟုတ်ဘူးနော်ပြန်ပြီးလက်တုပ်ပြန်ရမှာပဲ ကိုတို့ရှိနေတဲ့အတွက်ညီမငယ်တော့ကောင်းဖြစ်တယ်ညီမလေးကိုအခုအသက်နဲ့ထပ်တူထပ်မြကာကွယ်ဆောက်ရှောက်ပါမယ်ညီမလေး ဟုတ်တယ်ညီမလေးညီမလေးဘာမှမဟုတ်ဘူးနဲ့အရေးကြောင်းဆိုလို့ရှိရင်ညီမလေးနားမှာကိုကြီးတို့အမြဲတမ်းရှိတယ်နော်ကိုတို့သွားလိုက်အောင်မယ်အမရုပ်တွေ့သွားအောင်မယ်နော်ညီမလေးတို့စီပြန်သွားလိုက်နော်သွားမယ်ညီငယ် ရဲမဲ့နေဘာခဏနားကြအောင်ကွာနော်ဒီနေ့လည်းမြန်တော့ဘယ်ရဲ့မိဖုရားအရာထုတ်တယ်ကျုပ်အမတ်ကြီးရဲ့ဇနီးသားမယားနေရာမှာနေရာမရှိတော်တော်ကိုရည်စရာကောင်းတဲ့စကားကိုအမတ်ကြီးကဆိုနေတာရှင့်အသက်အရွယ်မှထားကို့သမီးကို့မီးအရွယ်ဇနီးမယားအရာထားဖို့ကြံစီရတယ်ညနေချစ်ချင်းမေတ္တာတရားမှာတဲ့ရနဲ့ဘာမှမဆိုင်ဘူးတကယ်မေတ္တာစိတ်မေတ္တာစိတ်ချစ်တာဆက်စားပါရှင်တော်အချံပတ်ဆက်ပါလားအမတ်ရုပ်ညာနန်းတွေဘရစ်မိဖုရားမြောက်စားခံမဲ့မိဖုရားလောင်းရဆိုတာသိရနဲ့ရှင်မလို့ရုပ်မာရဲ့ညနေနေဟာရီတော်နဲ့ထဲငါလက်ထဲမှာနော်နေအသက်ငါလက်ထဲမှာရှိတယ်ဘူးချိန်ရစားပြီးနေကသိမ့်ပိုက်လိုက်ပြီအမတ်ရုပ်ညာနန်းလည်းလက်ကိုလွတ်နော်ဘယ်လိုလွတ်လို့ပြောနေနော်မလွတ်ဘူးဟဲ့ကောင်ရဘာလို့လဲအာလာလာလက်ကောင်ပါရဲမတို့ဒီတော့ကိုရှင်းမထားနဲ့ပုံစံပြည့်
လဲ ကိုကြီးငါတော့ရတောင်းပါကြဆိုလေတို့တော့ရလားကိုကြီးတော့ဘာ这个马上把我给送了，快！你说钱了，妈咪，快！啊！တင်ကြငါတို့မနမ3ယောက်တေခွဲခွဲခဲ့ရဒင်းဟုတ်ဒီဘဝတွေမဟုတ်တောင်ဘဝအထိလည်းမကြည့်ဘူးအမတ်ကြီးဓာတ်ထရဲ့စိတ်နေသဘောထားကသေးစိမ်လှပြီဟုတ်လားစစ်သူကြီးမှန်လားပါကျမိုင်းစော်ဘွားစောရနံကသမီးကညာပဏာဆက်သားဘူးသူကိုယ်တိုင်ထောက်တော်လှုပ်ပြီးတော့စစ်လွတ်ကြောင်းပါဗျာအမတ်ကြီးဓာတ်ထငါကိုတော့ကိုရှောက်တင်ခဲ့တော့မှာကျမိုင်းစော်ဘွားစောခွန်တော်တရုတ်နန်းကျုပ်တွေလက်ထဲကနေကယ်တင်ပေးခဲ့တဲ့ငါကိုတော့ကျေးဇူးဆက်တဲ့အနေနဲ့ဆက်တာပါဆိုမှန်လားပါဆိုအမတ်ကြီးဓာတ်တာသူ့စကားကိုကိုယ်စကားအဖြစ်ရှောက်တင်ခဲ့ခြင်းသာဖြစ်ကြောင်းပါဗျာတဟာဆိုရင်ငါကိုတော့ထံကိုကျမိုင်းစော်ဘွားစောရံတော်ကသူ့သမီးကညာကိုဆက်တာပါမယ်ဆိုတဲ့တဝန်တော်ပါတယ်ဆိုမဟုတ်ပြီဘူးပေါ့မဟုတ်မမှန်ကြောင်းပါဗျာအမတ်ကြီးဓာတ်တာအရင်ဥစွာဆက်တာရမယ်လို့တဝန်တော်ပါခဲ့ကြောင်းပါဗျာတဲ့ရိုင်းလိုက်လေခွေငါကိုတော့အနေနဲ့မိဖုရားမရှိလို့တဏှာရမက်ကိုရှေ့တန်းတင်တဲ့မင်းတစ်ပါးအဖြစ်နဲ့ရာသွင်းမှာတွင်ကြံရစ်တော့မှာပဲစစ်သူကြီးမင်းတင်လျှောက်တဲ့စကားမှန်မှန်ဆိုတာကိုတော့ငါကိုတော့အနေနဲ့ဒင်းကိုယ်တိုင်မေးကြည့်မှာဖြစ်တော့မှာတင်မြတ်လာကြောင်းပါအမတ်မင်းကတ်ထအတင်ဟာမင်းဘာနာငါကိုယ်တော်ရဲ့မိဖုရားလောင်းလျာကိုမှထိတ်ရက်လေခြင်းကိုအဲ့ဒီပြစ်မှုဟာသေရန်ထိအင့်ကိုပေးနိုင်တယ်ဆိုတာကိုအတင်သိရလားအမတ်မင်းကတ်ထဟမ်မှန်လားပါကျွန်တော်မျိုးရှင်မင်းမြတ်တတ်ရင်လဲသိရမှာပါထားရင်လည်းနေရမှာပါဗျာတို့ပါတော့လဲရှင်မင်းမြတ်အနေနဲ့တက်ညာညာအမိန့်တော်ကိုသာကျွန်တော်မျိုးကိုချမှတ်ပြီးတော့မှာဗျာကိုင်အမိန့်တော်ချမှတ်မယ်အမိန့်တော်နံကားစင်အမတ်မင်းတတ်ထအမတ်မင်းတတ်ထသစ္စာတရားကိုတွေ့လူဓာခဲ့သူကြင့်ကြံခဲ့တဲ့အတွက်သိမ့်ကိုတတ်စေလို့တစ်ချက်လို့အမိန့်တော်ချမှတ်နိုင်တော်လဲပဲသင်ဟာကျွန်ုပ်ရဲ့ခြံပါမှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့သင်ရဲ့ကျေးဇူးတရားတွေကိုထောက်ထားငဲ့ညာပြီးမှတ်မင်းတက်ထားအသင်ကိုယနေ့ယခုအချိန်ကစလို့အမတ်မင်းယာဒူးကနေချ
နန်းတော်ကနေယခုချင်းထွက်ခွာစေတစ်ချက်လုံးအမိတ်ကျော်ညီမလေးကိုဘဝချသွားကြလို့မေ့နေကြပြီလားရှင်ညာနန်းတွေကတော့ဘယ်လိုပဲဘဝကြီးချသွားခဲ့ပြီမယ်အကိုတို့ဘယ်လိုမှမေ့လို့မရခဲ့ပါဘူးညာနန်းတွေဆိုတဲ့ညီမလေးဟာအမတ်ရုပ်တက်တာနဲ့နောက်လိုက်ကြုံတွေတက်ခဲ့လို့သေခဲ့ရမရဏတရံစောအရှိန်နဲ့ဘဝကူမလှပါခဲ့လို့အခုတော့တိတ်နှန်းရှင်များနှန်းနဲ့ဘဝကိုရောက်ခဲ့ရပါပြီအကူတို့လူဘဝအဖြစ်ရရှိခဲ့တဲ့အကူတို့ကတော့ညီမလေးကိုမေ့ရောနေခဲ့ကြပြီလားအကူတို့ညီမလေးကိုမေ့မြဲမေ့နေကြပြီလားအကူတို့ရဲ့ဒိဗ္ဗတန်သာရဟုကျော်သောထင်ရှားဘလူးဝင်အသေးကျုပ်စရာအိမ်နဲ့ကားရဲ့ရှေ့မောက်ကိုရောက်ချေဆရာအစုပ်ဘလူကငါပိုင်တဲ့ထဲကိုလာပြီးတော့ငါကိုအိမ်လာအောက်လာဟမ်သင်ဟာငါဘလူးမင်းရဲ့အစာမဖြစ်ချင်ဘူးဆိုရင်ငါပိုင်တဲ့ထဲကခုချက်ချင်းထွက်သွားစမ်းအောင်မတင်ကငါ့ကိုများဆရာအဆုပ်ပလုပ်တယ်အသေးဆွမ်းဘလောက်ရှိလို့လဲအေးတင်အိုကျုပ်တပည့်ဖြစ်ခိုင်းမို့အတွက်ကျုပ်လာခေါ်ရတာပဲအောင်မတင်ကငါ့ကိုများတဲ့အပားမှာစိတ်ခိုင်းဖို့တပည့်အဖြစ်ဝေးမှုလေအေးလေတင့်တပည့်အဖြစ်ကျုပ်ကရောက်ရှိလာဖို့အရေးတင့်အစွမ်းအစကျုပ်အစမ်းအစအခုပဲသိအောင်စမ်းကြည့်ရတာပေါ့ဒီတိုင်းရှင်နေလို့တော့မရဘူးနာနာယူပန်းဆိုတဲ့အစွမ်းနဲ့ဖားချောရတယ်အပြန်ဘလူးမင်းအခုဘာတန်းနိုင်တော့လဲဟမ်တို့ရဲ့အစွမ်းအောင်မှာအခုချုံနောက်ခံလာပြီမဟုတ်လားဆရာကြီးအိမ်တကရဲ့ကျုပ်ဘလူးမင်းမှားပါပြီဗျာဆရာကြီးအိမ်တကရဲ့တစ်ဖက်အဖြစ်ကျုပ်နေပါမယ်ဆရာကြီးအိမ်တကရဲ့နာနာရူပန်အစွမ်းတွေကိုဖယ်လို့ရှားလို့လှုပ်ဆောင်ပေးပါတော့ဗျာအေးဒါမှငါသပဲကွာ
ရဲတိတ်ပါနေရော အော်ကိုဆက် အတင်ကျုပ်ထံယူထားတဲ့စပားကျွေးကိုငယ်တော့ဆက် ကျုပ်အခုမပြေလေသေးလို့ပါကိုရင်ဆက်ကရခုလာမဲ့စဘာပေါ်ချင်းကြရင်ကိုရင်ဆက်ကရစဘာကျွေးကိုချုပ်ပြန်ဆက်ပါမယ်ဗျာ မတိတ်ပါငါတို့ကစဘာပေါ်တဲ့အချိန်ကြီးမစောင့်နိုင်ငါတို့ကျွေးအခုပဲဆက်ကွာ အခုကျုပ်မပြေလေသေးပါကိုရင်ဆက်ကရကျုပ်တောင်းမှပါတယ် တင်ပြေးလေတာမပြေးလေတာကျုပ်တို့နဲ့မဆိုင်တင်ကျုပ်ရဲ့စပားကျွေးအခုချက်ချင်းဆက် အခုကျုပ်မပေးဖို့မရှိပါဘူးဗျာကျုပ်မေကလည်းအခုတလောနေထိုင်မကောင်းဖြစ်နေလို့ပါ ရဲတိတ်ကအတိရဲ့မင်းနေထိုင်ကောင်းတာမကောင်းတာငါတို့လည်းမဟုတ်ဘူးငါတို့အကျွေးကိုအခုတိရဲ့နွားကိုတွားယူမယ်တင်နဲ့တူသွားမယ်တင်ရှက်တော့ ဘလို့ပါနဲ့ကိုရင်ဆက်ကရကျုပ်တောင်းမှပါတယ်ဗျာ တော့စကားပြော